ဘောဒီမှာတော့ကျွန်တော်တို့ကျိုးထည့်နေတွင်းနေရမော်တာ7.5အားလုံးဒီမှာတော့ကျွန်တော်စမ်းတယ်နော်ဒါကြောင့်ဒီနေ့ကိုထွန်းမှုမှာအထိုင်ဝင်ပေါ့နော်ကာကိုလစ်သုံးဖို့အတွက်ဝယ်အားပေးသွားတာပေါ့နော်9တန်3 free ပေါ့ဦးလုံးပါဘူးရတယ်ဒီမျိုးဒီလိုကာကိုလစ်လိုရရင်ကျွန်တော်တို့ကိုထွန်းမှုသုံးဖို့အတွက်လိုအပ်တဲ့ဝင်တွေကျွန်တော်ကိုထွန်းမှုမှာရရှိနိုင်ပါတယ်1တန်ရှိတယ်2တန်ရှိတယ်3တန်ရှိတယ်9တန်ရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီမှာဆောက်လို့ရေးမှာကာကိုလစ်သုံးဖို့အတွက်ဆိုပြီးတော့သွားတာ9တန်ဒီမျိုးဒီလို9တန်ဖြစ်ဖြစ်2တန်ဖြစ်ဖြစ်3တန်ဖြစ်ဖြစ်1တန်ဖြစ်ဖြစ်လိုအပ်ပါကျွန်တော်ကိုထွန်းမှုမှာရရှိနိုင်ပါတယ်အသေးစိတ်ကိုလည်းချစ်ခင်ရင်းနှီးစွာမြင်းမြန်းဝယ်အားပေးနေမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ဝယ်သွားတဲ့ order လေးပါခင်ဗျာ